ကြောက်လို့ဗျလက်ရရင်လက်ဝဲရင်တွေလို့နေဘယ်လိုတစ်ချက်လဲလားအဲ့ဒီကနောက်တစ်ဆောင်လို့ရတယ်ရောက်တော့ဘူးရဆောက်ကလာဆောင်းလို့ရပါတယ်ရပါရရရဟိုရတာတာချစ်ချပါတော့လက်ရကတာ ဟိုရချမ်းတော့အဲ့ဒါလေးလေအဲ့ဒါလေးလို့ရတယ်အဲ့လက်အား ဒီကနေ့ပြလို့မကောင်းဘူး ပေးရတယ်လေပေး ဘယ်ရနဲ့လည်းမကောင်းဘူးလို့ပဲ ပေးရဆရာပဲအားရှိရဒီမှာရေးတယ်ဆရာတရားလို့နော်သုံးမရှိတယ်3ယောက်ယူလို့ရတယ်တယောက်တစ်ခွက်ဒီလမ်းကြိုက်တယ်ဝိုင်းမဲရောဟာအဲ့ဝါကျန်နေပုံကြီးကာတိရယ်ကာတိရယ်အကျူးလားဘာလဲဒီကောင်းနေတော့ဒီမှာဒီဘယ်ကနာပဲတော့ဆိုတော့မီးမို့တဲ့အချိန်မှာတော့မိသွားတယ်ပြန်ထုံးပြန်လို့လေကွာဘို့ပြန်မလဲReady? 1 Hang on. 2 3 ဒီကောင်ကျပဲအော်ကျပဲသမလို့လေ我在计划里。老不干了。那我就不演了。要没有？哎，一点都。太专业。ကိုစိုးကြီးဒီညညာတိုင်းမဆွဲနိုင်တော့ဘူးကဲအေးချစ်ကိုစကျွေးမယ်လေချစ်ကိုစကျွေးမယ်ဒီကလည်းAll right မုံမဲလားမုံမဲကြည့်ပါလေချစ်ကိုမုံမဲကြည့်ကိုချင်းကိုဖြစ်ပါတယ် တော့ဘယ်ရလဲလား 都没好咋不呀？ ဟေးဦးလေးဒါကိုဘူးကိုကျော်ပါဖြစ်ပါတယ် ဟုတ်ဘူးငါဒါ ဒါတော့ ကိုချီတူ ဖြစ်ပါတယ်ကိုချီတူ All right ကိုဒီအမောတက်အေးဟုတ်ပြီဓာတ်ပုံဆိုင်မှုတို့ကလိုအပ်တာရှိတယ်ပြော ဆောက်ဖို့ အမောတက်ဖြစ်ပါတယ် ဆိုင်မှုလို့ဒီဘက်ကဝနာပုံနဲ့နီးမယ် ကိုထိုး အေးကိုတို့ကိုကြီးဖြစ်ပါတယ်ကိုကြီး ကလေး ဟုတ်ပြီလို့ကိုကြီးမချေ sorry အကျဲကိုကျွေးလို့ရှိရင်အကျဲကိုဘူးလေးပါထည့်ပြောကြနော် မချေဖြစ်ပါတယ်မှတ်တမ်းတင်နေတာ movie ဟာယာမได้လားဟုတ်လေအုံးကတော့ အကျဲမစိမ့်ကိုဖြစ်ပါတယ် မရှိစမ်းပါဦးမတက်လို့လေးပါလှလာလေးလှလာဂျိုကြီးဖြစ်ပါတယ်ဟာဘမောလေး မကောင်းဘူးလေရစမ်းမလိုက်အကျဲမကောင်းဘူးလေ ဒါလည်းကိုကြည့်ရအောင် ဒီဝိုင်းလေးကိုသိတယ် ကိုကြီးပဲ ရှော့တော့
ဒါပေးမယ်ဒါပေးမယ် ဘယ်ချင်းတော့ဖြုတ်လိုက်ကြလဲ ပပညီလေးပပတတိ ဒီပဲလက် ခပိုင်းအောင်ပြော နောက်ကမပါရလူတွေဖဲလေး ဒါပါပါပဲ ရပြီ လာလာလာ ကိုနိုင် ကိုဘာဘာတော့ အဲ့နေပဲမပါဘူးအဲ့နေပဲမပါဘူးရိုးပါရိုးပါ ရလက်မဲ့လက်မဲ့ ကိုနိုင်မစားပါကိုနိုင် ရိုးပါလေ ကိုနိုင်ရေဒီသားလေးလာပြီဒီသားလေး ဒီပဲလက် ခဏနေရော ဆိုလေမ ဟဲ့ အောင်ကြမဲ အကြောင်းမ အဲ င်း အောင်ကျော်မင်းဖြစ်ပါတယ် မလေး ပုံမှန်ရဲ့ အေးလေ ညီမလက်ရွေးစင်ဘောလုံးသမားအောင်ကျော်မင်း ဟိုကြည့်ဟိုကြ ခု ည့် လောလောဆယ်ရှေ့တန်းတိုက်စစ်မှုဖြစ်ကစားနေပါတယ် တိုက်စစ်မှာကြာတိုက်စစ်မှာရိုက်တိုက်နေပိန်ချောင်းနေပါ ဒီကနေ့လည်းဖက်ခဏ ကို ကော ကိုရှိတယ်ဖဲ ပြော အခုလောလောဆယ်တရုတ်လက်ရွေးစင်အတင်းနဲ့ရှင်ကြိုင်ကစားနေပါတယ် ဘယ်တော့မှကိုမင်း တေချီ အနိုင်ကိုပဲပြေးနေတာ alright ဒါငါသမီး တလုံးကြံသေးတယ် ဒါငါသမီး ဒါမဇင်မာဖြစ်ပါတယ် ဟောပြေးတယ် ခဏလေးခဏ ခဏလေးခဏလေး ဒီမှာဆက်သွားပြီမကျုံကဟာမဲ ဟုတ်ဟုတ်ရန်နီပါလေ ဝေးပါကွာကောင်းလက်ကြီးဖြစ်ပါတယ်ကောင်းလက်ကြီး ကျွန်တော်လည်းမသိဘူး ဝီကန်ရဲ့ celebrity တို့အတိများတဲ့ကိုကောင်းလက်ကြီးပါ ကဲရိုက် ဒါပြီးတောင်း ဘယ်ရ alright ကိုစိုးကန်တယ်ကိုစိုး ရေးတမလေးရဲ့ကိုစိုးကြီး ပြပါကြပြပါကြကိုစိုးဒါစောင်းနေဆိုစောင်းနေဆိုစောင်းဆိုဒါ ဒါသေးကြမဲ့အပတ်မှထိုးမဲ့ကိုစိုးကြီး ဟိုကြီးကနဟိုကြီးကနတော့ ပေါက်တယ်ပေါက်ပါကူပါ ဟုတ်တယ်ပါပါဟုတ်တယ်ပါပါထိုးမဲ့ကိုစိုးကြီး ဖဲသားလိုက် ဝီကန်မှာဒါမျိုးလည်းမရှိပါဘူး ပေါ်လေက လာတကား ခါလေးခါလေး အားတကားလည်းကကြည့်ပါ တော့ကြည့်ရကိုစိုးဆိုဒါ အခုကဝနအခုဝနရှာနာခွာနာရဲ့အလှဲ့ပါ ဟိုလာရှာလာခေါ်လာဟိုရှာ ကဲဝနရှာနာခွာနာရဲ့အလှဲ့ကိုရောက်ပါပြီ ဟုတ်ကဲ့ပါရှက်တယ်ဘောနာရှာလာပါ ဒီမလုံးနဲ့ အာ ကိုပြောကို โอ ပြော เคဒရိုက်တာမီးွားလေးရောက်ပါပြီ ဒါတိုမီရှုံမီတယ်ဟုတ်လား ကဲစားပြီစားတော့မယ် ပြီးတော့စားတော့မယ်ပြီးတော့လေးရပါရဲ့ ပါဝင်နိုင်အောင်ပါဝင်ပြီးအဲ့ဖြစ်နေတယ်ပြီးတော့အများနဲ့ပျော်ရွှင်နိုင်ပါစေ ညလုံးပြီးရင်ဒီအောက်ကအတွဲရိုက်ပေးရအောင်မယ် ငါကိတ်မောင်တွေခွန်နေပြီဒီမှာ ကဲဒါတော့ပြီးခဲ့နောက်ဆုံးလက် နောက်လေ သူများကိတ်မောင်အငါခွန်နေပြီ လက်သစ်အတွဲပါခင်ဗျ နောက်လေ ရှာပါရှာပါ လိုက်ပါဟေးကောင်းလက်ကြီးလုံးပါ ညနေ လုံးလေနည်းနည်းပြောင်းမင်းလည်းစားတယ်လုံးလေမင်းစားရမှာဟေး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 
ဟဲ့မင်းလည်းစားတယ်နေစားတယ်ဘာချက်နေပြီဟဲ့ကောင်းလဲကောင်းလဲခေါ်လေဟဲ့ဟာအားရဘုန်းရမင်းကိုမစတဲ့ရွက်တဲ့နေစားလိုက်လေဟုတ်လေ ဝင်းလေးရှင်ကျင်းရအောင်စားမယ် ကဲတတိကြားရဝင်မနိုင်နဲ့ဝယ်ပဲနဲ့ဝင်မမြည်နဲ့အေး 1 2 3 4နောက်တစ်ခေါက် ကဲလာတို့လက်ရွေးစင်တင်ရလူယူတကောနိုင်ခုံးနေတယ်အဲ့လိုတဲ့ကိုနိုင်ခုံးနေတယ် 你手过来哦， ကဲလို့你手过来，你弄，过来吧呀， စမွေးတယ်လေကပါ alright 过来， ကောင်မလေးရရှက်နေရခင်ဗျကောင်လေးရခုံးကြိုးစားနေပါလေခင်ဗျာ နိုင်ခုံးတယ် ကောင်မလေးကမူရခင်ဗျဟုတ်ပါပြီစားတော့မယ်သူကသူစားမယ်လို့ပြောတယ်ခင်ဗျာဟုတ်ပါပြီအဲ့တော့ရှော့ပါရောရှော့ပါပြီရှော့ပါပြီဟုတ်ကဲ့မြန်မာအတင်း အုံကိုပြန်တင်သွားပြီ ပြန်သွင်းလိုက်ပြီနော် ကဲဟုတ်ပါပြီကဲဒီနေ့မွေးနေ့ မွေးနေ့ရှင် မွေးနေ့ရှင်နဲ့မွေးနေ့ရှင်ရဲ့ချစ်သူ ဝင်းလေးကြည့်သူ အာပြုံးမယ်ဟုတ်ပြီအာကောင်းတယ်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  လက်ကရဲ့
ကိုအများကြီးကြံသေးတယ်အာ ကိုလိုက်ကြတယ် ဒီနေ့ ဟိုနောက်ကအတွေ့အချီးစားမလားဘာလို့